စင်များလုံးမင်္ဂလာပါရှင်မိုနာဂျပီတာမှာကြိုဆိုလိုက်ပါတယ်ရှင်အခု reading ကကြတော့ကိုနဲ့ကိုစိတ်ထဲမှာရှိနေတဲ့တစ်ဖက်သူပေါ့နော်ဒီလူနဲ့ကိုနဲ့နှစ်ယောက်ရဲ့ connection ကဖြစ်နိုင်ရများတာကတော့အခုချိန်မှာအဆက်အသွယ်မရှိလမ်းခွဲထားတဲ့သူဖြစ်ဖို့များနိုင်မယ်ပေါ့နော်ဝေးကွာခွဲခွာနေရတဲ့သူလမ်းခွဲထားလို့ဝေးကွာခွဲခွာနေရတာလမ်းခွဲထားလို့အဆက်အသွယ်မရှိတာမျိုးဖြစ်ဖို့တော့ပို့ပြီးတော့များနိုင်မယ်ပေါ့နော် TNT မျိုးပို့ပြီးတော့ရမိတယ်အဲ့တော့ဒီလူနဲ့ကိုနဲ့ကရှေ့ဆက်ပြီးတော့ဘာတွေဖြစ်လာနိုင်ခြေရှိတယ်လဲလို့သိချင်တဲ့သူတွေအတွက်နောက်ပြီးတော့ဒီလူကကိုနဲ့ပတ်သက်ပြီးခုချိန်မှာခံစားချက်တွေရှိနေသေးလားဘယ်လိုခံစားချက်မျိုးများဖြစ်မလဲပေါ့နော်ဒါလေးကိုသိချင်တဲ့သူတွေအတွက်ပေါ့နော် collective reading လေးဖတ်ပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့အမျိုးဆုံး energy စစ်ပါမယ်ညရဲ့ connection နဲ့ပတ်သက်ပြီးတော့သိချင်ပါတယ်memories တဲ့ဒီကြတာပေါ့အဲ့တော့အမှတ်တရတွေရှိခဲ့တယ်ဆိုတာမျိုးလို့တွေ့ရတယ်အဲ့တော့ဖြစ်နိုင်ခြေများဒါကလောဆယ်မှာသူနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုပြန်ပြီးတော့တွေးနေမိတာမျိုးရယ်ဒီအမှတ်တရတွေကိုမစွန့်လွတ်နိုင်သေးတာမျိုးရယ်ဒီအမှတ်တရတွေကိုပြန်ပြီးတော့ပုံဖော်ခြင်းနေရမျိုးရယ်နှမျိုးနေတာလို့ပြောရမလားအဲ့လိုပုံစံနဲ့ဆွဲလန်းနေတာမျိုးတွေပေါ့နော်ဒါကိုယ့်ဘက်ကလည်းဖြစ်နိုင်တယ်ကိုယ့်ဘက်ကဖြစ်ဖို့တော့ပို့ပြီး energy များလိုက်မယ်ပေါ့ဒီကြားကနှစ်ယောက်ကြားထဲမှာအမှတ်တရတွေအများကြီးရှိနေခဲ့တယ်ပေါ့နော်လွတ်ချရလာအောင်လွတ်ပြရလာအောင်အလွယ်လေးမေးရလောက်တဲ့အထိအဲ့လိုမျိုးပေါ်ပြမဟုတ်ခဲ့တယ်ပေါ့နော်ရှေ့ကြားခဲ့တဲ့တန်ရုံးစင်နေနဲ့အမှတ်တရတွေအများကြီးရှိခဲ့တယ်ဆိုတာမျိုးတို့တွေ့ရတယ်ပေါ့နော်attraction ဒီမှာတွေ့ရတဲ့အရာကတော့နှစ်ယောက်ကြားမှာရှိတယ်ပေါ့နော်အပြန်လန်ဆွဲငင်မှုတွေဆွဲဆောင်အားတွေလျော့သွားတဲ့အတွက်ကြောင့်မလို့မြင်တယ်စိတ်ဝင်စားမှုတွေရောနေသွားတာမျိုးပြောမှာပေါ့နော်အဲ့လိုမျိုးတွေကြောင့်နှစ်ယောက်ကအဆုံးသတ်ခဲ့တာရဲ့နောက်သူနဲ့ကိုနဲ့နှစ်ယောက်ကြားထဲမှာလို့စိတ်ဝင်စားမှုတွေရောနေသွားတဲ့အခါမှာဆရာထက်တန်မှုတွေရောနေသွားတဲ့အခါမှာဘေးလူကြားလူတွေဝင်လာဖို့အတွက်ကိုပို့ပြီးတော့လွယ်ကူခဲ့တာမျိုးပေါ့နော်ဘေးလူကြားလူဆိုတဲ့နေရာမှာတော့တခြားနောက်တစ်ယောက်လည်းဖြစ်နိုင်တယ်အခြေအနေနဲ့ပတ်သက်ပြီးနောက်ထပ်ချစ်သူတရားနောက်ထပ်လက်တွဲပေါ်တရားလည်းဖြစ်နိုင်တယ်လို့မျိုးအတိုင်းဝိုင်းနေမိသားစုတွေမိတ်ဆွေတငယ်ချင်းတွေဒါတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုလူတွေကြောင့်တခြားဘေးလူကြားလူအနှောက်အယှက်တွေကြောင့်နှစ်ယောက်ရဲ့ဆက်ဆံရေးကအဆုံးသတ်သွားခဲ့တယ်ဆိုတာမျိုးပေါ့နော်အမှတ်တရအဖြစ်နဲ့ပဲကြံ့ရိတ်ခဲ့တယ်ဆိုတဲ့ပုံစံလို့တွေ့ရတယ်